ဒီတစ်ပတ်မှာဘယ်ဇိုဒီရဲ့တွေကန်ထူပြီးဘသူတွေတတိထားရမလဲတစ်ပတ်စာဇိုဒီရဲ့ခေါ်တန်းကိုတင်ဆက်ပေးပါမယ်Aries ရာသီဖွားတွေအနေနဲ့အလောက်ကင်မှာဖိအားများပြီးအတားအဆီးအချို့ကြုံရနိုင်ပါတယ်စိတ်ကူးမှားကြောင့်ဝေခွဲမရဖြစ်တတ်တော်လဲတေဤစကားပြောဆိုဆက်ဆံရေးကအခက်အခဲများကိုကြော်လွှားစေပါမည်အရေးကြီးသောစိတ်ဆက်ညှိနှိုင်းမှုများကိုဧပြီလရက်မတိုင်မီအပြီးသက်ပါအစုဖွဲ့လိုက်ဆန္ဒထုတ်ပေါ်ခြင်းများတွင်မပါဝင်ပါနှင့်Taurus ရာသီဖွားတွေအတွက်တော့အလောက်ကင်များအောင်မြင်ပြီးဝင်ငွေလမ်းကြောင်းစုံပါမည်လူကြီးသူမများ၏ထောက်ပံ့မှုကိုရရှိမည်ခရီးဝေးသွားခြင်းကလက်လာပါရစေနိုင်တော်လဲအချစ်ရေးမှမှုတာယာမှုမရှိသေးပါအလုပ်ကိစ္စသတင်းစကားများကိုချက်ချင်းမယုံကြည်ပဲသေချာစစ်ဆေးပါလုပ်ဖို့ကင်ဖတ်တဲ့များရောက်လာတတ်သည်ဂျမီနိုင်းရာသီဖွားတွေကတော့လုပ်ငန်းဆောင်တာများကိုလျင်မြန်ထက်လက်စွာဆောင်ရွက်နိုင်သည်စကားပြောဆိုခြင်းနှင့်ကွဲစားလုပ်ခြင်းများတွင်ကံကောင်းပါမည်သို့သောအစီအစဉ်များကိုလှုပ်ဝက်စွာလှုပ်ဆောင်ခြင်းကပုံမိုးအောင်မြင်စေပါမည်လူကြီးသူမများကကုညီမိအပြင်အိမ်အောင်ဖက်သို့မဟုတ်ချစ်သူ၏အလေးပေးမှုကိုရရှိပါမည်ကင်ဆာရာသီဖွားတွေကအပြင်ပန်းတွင်စီးစိမ်ရှိပုံပေါ်တော်လဲစိတ်အတွင်း၌မပြောမရွှင်ဖြစ်နေတတ်သည်ငွေကြေးသို့မဟုတ်တငယ်ချင်းများကြောင့်စိတ်ညစ်ရတတ်သဖြင့်သစိမ်းများနှင့်ငွေအမြောက်အများကင်တွယ်ခြင်းရှောင်ပါအလောက်ကင်မတည်မြဲကလေးခံစားရနိုင်ပြီးလူကြီးသူမများကထက်ခဲသောတာဝန်များပေးအပ်လာနိုင်ပါသည်လီယိုရာသီဖွားတွေကမျက်နှာပွင့်လန်းနေတော့လဲဆုံးဖြတ်ချက်အမှားကြောင့်စိတ်ကြက်ရတတ်သည်စိတ်ရှည်နိုင်စွမ်းနည်းနေပါမည်သို့တော်လူကြီးသူမများ၏မမျှော်လင့်သောကုညီပံ့ပိုးမှုကြောင့်အခွင့်အရေးကောင်းများရရှိနီခရီးဝေးသွားရတတ်ပြီးနိုင်ငံသားများနှင့်ဆုံတွေ့နိုင်ပါသည်လူပြိုလူလွတ်များအိမ်အောင်ဖက်တွေ့နိုင်သည့်ကာလဖြစ်သည်ဘာကိုရာသီဖွားတွေအနေနဲ့မထင်မှတ်ထားသောငွေကြေးပြဿနာများကြုံရနိုင်တော်လဲခေတ္တတာဖြစ်ပါမည်ကျမရေးပြန်လဲကောင်းမွန်လာပြီးအလုံးလုံးလို့စိတ်တက်ကြွနေပါမည်အချစ်ရေးတွေမူလိုတလောက်ခရီးမရောက်ပဲဖြစ်နေတတ်သည်အဖိုးတန်လက်ဝိရတနာများကြောက်ရှတတ်တဲ့ချက်တတိပြုပါလီဘရာရာသီဖွားတွေကတော့အိမ်အောင်ဖက်သို့မဟုတ်စက်တူရှယ်ယာရှင်အပေါ်အလွန်အမင်းစိတ်ကူးရနေတတ်သည်တငယ်ချင်းဆွေမျိုးများနှင့်လုပ်ငန်းတွဲလုပ်ပါကပရိပခမဖြစ်အောင်တတိထားပါပညာရဲ့အတက်များလေးလာရင်ကောင်းတော်လဲညီရအိမ်ချမ်းမြေနှင့်စိုက်ပျိုးရေးဆိုင်ရာယင်းနှိမ့်နှံမှုများကိုရှောင်ကျဉ်သင့်ပါသည်စကော်ပီယိုရာသီဖွားတွေမှာအင်ဂျင်စင်ချင်းသို့မဟုတ်မိသားစုအတွင်းရှုပ်ထွေးမှုများကြုံရနိုင်ပါသည်လက်အောက်ငယ်သားများအလုတ်ထွက်ခြင်းသို့မဟုတ်ခွင့်ယူခြင်းကြောင့်အလုတ်တွင်အခက်တွေ့တတ်သည်ကလေးတငယ်များကိုပြစ်မထားပါနှင့်မတော်တဆဖြစ်တတ်သည်ဝင်ငွေမှာမှန်းထားသလောက်မရရှိသေးပါစာဂျီတေရီယက်စ်ရာသီဖွားတွေအတွက်လူကြီးသူမများနှင့်အဖွဲ့အစည်းကြီးများ၏ကူညီမှုကိုရရှိမည်ပဟုတုတရှားပွေရန်နှင့်ပညာရဲ့များလေ့လာရန်အလွန်ကောင်းသောအချိန်ဖြစ်သည်တင်ဤတိတ်ခါနှင့်ဂုံရည်မြင့်မားနေပါမည်2026မေလ20မတိုင်မီရရှိလာသောအခွင့်အရေးများကိုအမိအယစုပ်ကိုင်ထားပါကပရီကွန်ရာသီဖွားတွေအနေနဲ့ပညာရှင်များသို့မဟုတ်လူကြီးသူမများနှင့်ငင်းခုန်ခြင်းရှောင်ပါခရီးသွားခြင်းမှအစင်မပြေမှုအချို့ကြုံရနိုင်သည်စာချုပ်စာတမ်းလက်မှတ်ထိုးခြင်းနှင့်ယင်းနှိမ့်ညွန့်နှံမှုများတွင်ကိုယ်တိုင်မဆုံးဖြတ်ဘဲကျွမ်းကျင်သူနှင့်တိုင်ပင်ပါပညာရေးနှင့်ပုံမေးလုပ်ငန်းများတွင်အောင်မြင်မှုအားနည်းနေပါဦးမည်Aquarius ရာသီဖွားတွေကတော့အတွေးခေါ်သစ်များနှင့်ဤတင်ညာအတက်များကိုစိတ်ဝင်စားနေပါမည်ငွေကြေးသုံးစွဲမှုတွင်တခါတရံစစ်ဆက်လုံးတော်လဲတခါတရံမလိုအပ်ဘဲအသုံးဖြုံးကြည့်တတ်သည်အင်ဂျီဟာကိုစိတ်တိုင်းကျပြင်ဆင်လိုစိတ်ပြင်းပြနေပါမည်ချစ်သူသို့မဟုတ်အိမ်အောင်ဘက်ကလက်လာပါပေးပါလိမ့်မည်ပိုင်စည်းလျားသည့်ဖွားတွေမှာကျမရေးတိတိတတ်တာပြန်လဲကောင်းမွန်လာမည်တက်ကြွလန်းဆန်းနေပါမည်သို့တော်မလိုအပ်သောအစားအသောက်ဖြစ်ဆွတ်စာသို့မဟုတ်ဝိချသည့်ပစ္စည်းများအတွက်ငွေအလားဟတမကုန်ပါစေနှင့်ရန်သူသို့မဟုတ်မတမာသူများ၏အမျက်ထုတ်ခြင်းကိုခံရတဲ့သဖြင့်ဘေးကင်းရာသို့ခက်မြင်မြန်ရှောင်ခွာပါတပတ်တာဟောစာတန်းတွေအပြင်နေ့စဉ်သတင်းထူးတွေကိုလည်းအမြဲတင်ဆက်ပေးနေတာမို့မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်